အားလုံးပဲမင်္ဂလာပါဒီ Smute မှာကျွန်တော်တို့သူများဆိုထည့်ထားတဲ့ဗီဒီယိုပဲဖြစ်ဖြစ်ကိုဆိုထည့်ထားတဲ့ဗီဒီယိုပဲဖြစ်ဖြစ် download လုပ်ချင်တယ်ပေါ့နော်အဲ့လိုလုပ်မယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်လည်းအတူလေ့လာရအောင်အဲ့တော့ကိုယ့်ရဲ့ Play Store software ရှိရပါမယ်ပြီးရင်အဲ့ Play Store မှာကျွန်တော်တို့ဘာတော့လုပ်ရမလဲဆိုရင် software တစ်ခုရှာမယ်ပေါ့နော်ဒီရှာတဲ့နေရာမှာဟောဒီရဲ့ video download တာဆိုတဲ့စာထားတဲ့ရိုက်ရှာလိုက်ပါကျွန်တော်ရိုက်ထားပြီးသားလို့အဲ့လိုထိလိုက်တာနဲ့ဒီပေါ်တက်လိုက်ပေါ့နော်ဒီမှာဒီဟာလေးကိုရအောင်ရှာမယ်ပေါ့နော်တော့အဲ့ဒါလေးကိုထိလိုက်မယ်ဟောပုံစံလေးကဒီလိုပုံစံလေးပေါ့နော်ဟုတ်ပြီဒီ install မှာနှိပ်လိုက်မယ်ပေါ့နော်ဒီခုကျွန်တော်ရဲ့ဒီပေါ်မှာကြည့်မယ်ဆိုရင် Wi-Fi နဲ့ပေါ့နော် internet နဲ့မဟုတ်ပါဘူး Wi-Fi နဲ့ down နေပါတယ်ဟုတ်ပြီပြည်သွားပြီပေါ့နော် open ကိုထိမယ်ပေါ့ဒီ accept ကိုထိမယ်ပေါ့နော်ဒါဆိုရင်သူ့ရဲ့မြင်ရတဲ့အနေထားလေးပေါ့နော်ကျွန်တော် home key နဲ့ထွက်လိုက်ပြီအဲ software ပဲပါရှိလဲဆိုရင်ဒီမှာ man ပေါ်မှာရောက်လာပြီပေါ့နော်ပထမဆုံးကျွန်တော်တို့ဒီ Smute ထဲမှာကို down ချင်တဲ့ဗီဒီယိုတော့မယ်ပေါ့နော်ကို down ချင်တဲ့ဗီဒီယိုတော့ရှာမယ်ကဲဒီမှာကျွန်တော်ဒီကောင်မလေးဆိုထားတဲ့ဗီဒီယိုလေးရချင်တယ်ပေါ့ရချင်တယ်ဆိုရင်ဒီ share ဆိုတဲ့ဒီနေရာလေးမှာကျွန်တော်တို့လာမယ်ပေါ့နော်ဒီ share လေးကိုထိလိုက်မယ်ထိလိုက်တဲ့အချိန်မှာဒီပေါက်ကျလာရင်ဒီပေါက်ကျလာပြီဆိုကျွန်တော်တို့ဘယ်ညာရွှေ့မယ်ပေါ့ရွှေ့တဲ့အချိန်မှာဒီ copy link ကိုမြင်အောင်ရှာပါဟောဒီ copy link မှာကျွန်တော်တို့တစ်ချက်ထိပေးပါဒါဆိုရင်ဒီမှာ copy ယူပြီးပါဆိုတဲ့အမှတ်အသားရလာဆို home key နဲ့ထွက်ပေးပါထွက်ပြီးတော့ကျွန်တော်တို့ဒီ video download တာကိုလာမယ်ပေါ့နော်အဲ့ဒီ software ကိုလာပြီအဲ့တော့ဒီ software မှာကျွန်တော် setting ချိန်ဖို့လိုရတယ်ပထမအဆုံးဒီ down ဆုံးလေးမှာဒီမှာဒါဆိုရင် setting ရှိတဲ့နေရာလေးပေါ့အဲ့ဒါလေးကိုထိလိုက်ပြီဆိုရင်ဒါတခု internet နဲ့မဟုတ်လို့ကြော်ညာတက်လာပေါ့နော်ဒီတောက်မှာခဏပိတ်လိုက်မယ်ဟုတ်ပြီဒီနေထားလေးမှာပေါ့ဒီနေထားလေးမှာကျွန်တော်အောက်ကိုဆွဲချခဲ့မယ်ဆိုရင်ဒီခုကျွန်တော်က Wi-Fi နဲ့ဖြစ်လို့ပြဿနာမရှိပေမဲ့မိတ်ဆွေတို့က internet နဲ့ဆိုရင်ပြဿနာရှိနိုင်ပါတယ်ဒါကြောင့်ဒီ interface ဆိုတာလေးကိုလာပေးပါအဲ့တော့ဒီ interface မှာဒီခုကျွန်တော်က Wi-Fi နဲ့မလို့ဒါဗီဒီယို down မှာဆိုရင်အဆင်ပြေတယ်ပေါ့နော်မိတ်ဆွေတို့က internet နဲ့ဖြစ်ခဲ့မယ်ဆိုရင်ဒီအောက်က Wi-Fi and mobile ဆိုတာလေးကိုရွေးချယ်ထားပေးပါပေါ့နော်ဒီခုလိုမျိုးလေးဒီ interface လေးပြန်လာမယ်ဒီခုလိုမျိုးလေးလာရွေးချယ်ထားပေးရမယ်ပေါ့နော်ဒီတိုင်းလေးလုပ်ပြီးတော့ပြီဆိုရင်ဒီ back key နဲ့တွားမယ်ပေါ့နော်ပြန်ထွက်မယ်ဟုတ်ပြီကျွန်တော်တို့home key နဲ့ပြန်ထွက်လိုက်မယ်မိတော့မှာဆိုလို့အဲ့တော့ဒီကိုပြန်လာမယ်ပေါ့နော်ဒီ download ဗီဒီယိုလေးကိုလာမယ်လာပြီးတော့ဆော့ Smute မှာ copy ယူခဲ့တဲ့ link လေးကိုကျွန်တော်တို့ကဒီ search ဆိုရယ်ဒီရှာတဲ့နေရာလေးမှာလာထည့်မှာဖြစ်တဲ့အတွက်ဒီရှာတဲ့နေရာမှာလက်နဲ့ကြာထောက်လိုက်ပါထောက်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီခုလိုမျိုး bounce တက်လာတယ်ထောက်ထားဒီဟာတက်လာ PSD ဆိုတော့ထိပေးမယ်ဒါဆိုရင်ထိလိုက်ပေါ့နော်ထိလိုက်တဲ့အချိန်မှာတို့ကဒီမှာ copy ယူထားတဲ့စာသားအဲ့ပေါ်ရောက်လာပြီဆိုရင်ကျွန်တော်တို့ကဒီအောက်ကဒီညာလေးမှာလာထိလိုက်မယ်ပေါ့နော်ဒါဆိုရင်တို့ကဝင်သွားပြီပေါ့လမ်းကြောင်းဝင်သွားပြီ TikTok ဗီဒီယို copy ယူခဲ့တဲ့ link ယူခဲ့တဲ့လမ်းကြောင်းကိုရောက်သွားပြီပေါ့နော်ရောက်သွားတဲ့နေမှာတို့ကအမှတခါတည်း auto play နေလိမ့်မယ်အဲ့တော့အမှတစ်ချက်ထောက်လိုက်တာဆိုရင်ရက်သွားပြီပေါ့နော်ရက်သွားဆိုကျွန်တော်တို့ဒီအနေထားမှာဘာတွေးရလဲဆိုရင်ဒီမှာအနီရောင်လေးရှိရအဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်ထိလိုက်ဒါဆိုရင် download လုပ်ဖို့အတွက်ဒီပေါက်ကြလာရင်ဒီပေါက်ကြလာရင်ဆိုကျွန်တော်တို့ file name ပေးလို့ရပါတော့ဒီအောက်ကဒီကောင်လေးတော့တော့မထိနဲ့ file name ဆိုတော့ဒီအပေါ်ဟာလေးမှာကျွန်တော်နာမည်ပေးမယ်ပေါ့နော်အဲ့တော့ဒီဘက်ကိုဆွဲထည့်လိုက်ပြီးရင်ဒီ .mb4 ရဲ့အရှိရဟာတွေအကုန်ဖြတ်လိုက်ပါဖြတ်ပြီးတော့ကျွန်တော်တို့ဒီမှာနာမည်ပေးမယ်ပေါ့နော်အမှထားတော့ဒီမှာတခုလိုမျိုး sync ဆိုပြီးကျွန်တော်ရိုက်ပြီးလိုက်ပြီနော်ရိုက်ပြီးတော့ဒီ download ဆိုတာလေးကိုထိလိုက်မယ် download ဆိုတာလေးထိလိုက်ပြီဆိုရင်ဒီမှာ fast download status ဆိုပြီးတော့စာသားတွေ့ရတဲ့တူကျွန်တော်တို့ download လုပ်ပြီးသွားပြီပေါ့နော်အဲ့တော့ဘယ်နေရာပြန်တွားမလဲဆိုရင်ဒီကိုပြန်လာမယ်ပြန်လာတဲ့အချိန်မှာကျွန်တော်ဒီမှာဒီထက်ဝင်တယ်ပေါ့နော်ဝင်ပြီးတော့ကျွန်တော်တို့ကဒီ file ဆိုတဲ့ဒီနေရာလေးကိုကျွန်တော်တို့လာထိလိုက်မယ်လာထိလိုက်တဲ့အချိန်မှာဒီမှာ download လုပ်ထားတဲ့ဟာလေးလာတွေ့ရပေါ့နော်ဒီမှာတွေ့လား sync ဆိုတဲ့ MB4 လေးနဲ့ကျွန်တော်လာတွေ့အဲ့တော့အဲ့မှာကျွန်တော်ထိလိုက်မယ်ဆိုရင်ဒါဖွင့်မယ်ပေါ့နော်အမှ accept ဆိုတာနှိပ်လိုက်ပြီးတော့ရင်မိတ်ဆွေစီမှာရှိတဲ့ player တစ်ခုခုမှလာဖွင့်လိုက်မယ်တော့ဟုတ်ပြီဒါကို home key နဲ့ထွက်လိုက်မယ်အဲ့တော့ down ဒီကောင်နဲ့ Smute video download လုပ်ခဲ့ပြီးပေါ့ကိုယ့်ရဲ့ gallery ထဲဘယ်လိုရောက်မရောက်တိမလဲဆိုရင်ကိုယ့်ရဲ့ file manager ထဲကိုတွားလိုက်ပေါ့နော်လမ်းကြောင်းတော့မတူဘူးပေါ့ကျွန်တော်ရဲ့ file manager ထဲကိုကျွန်တော်တွားလိုက်ပြီ
တောင်းလိုက်တဲ့အချိန်မှာတခု download လုပ်တဲ့ဟာလေးက automatic ဒီအပေါ်မှာလာတက်လာပါเนาะအဲ့တော့ဒီမှာဒါဆိုရင်ဖွင့်နေပါเนาะဒါဆိုရင်ကျွန်တော်တို့ဒီ download လုပ်ထားတဲ့ဟာကိုကျွန်တော်တို့ကရွှေ့မယ်ပေါ့ရွှေ့မယ်ဆိုရင်ဒီမှာ move source ဆိုတာလေးရှိရယ်ဒါမှမဟုတ် CUT cut ဆိုတာလေးတွေးလိမ့်မယ်ပေါ့နော်။ကျွန်တော်တို့ထည့်ချင်တဲ့ file မှာထည့်ထားလိုက်ပါ။ run ဆိုတဲ့ folder file လေးမှာထည့်မယ်ပေါ့နော်။ထောက်ပြီးတော့ဒီမှာ move လုပ်ထားတာဖြစ်တဲ့အတွက်အမှ page ဆိုတာလေးကိုနှိပ်လိုက်မယ်။ဒါဆိုရင်ဒီထက်ရောက်လာပြီပေါ့နော်။ကျွန်တော်တို့ရဲ့ MH player ရှိခဲ့တယ်ဆိုရင် MH player ကနေကျွန်တော်တို့လာမယ်ပေါ့နော်။ MH player software ဖွင့်လိုက်ပြီ။အမှတွေ့ရမလားဒီမှာဒီ1မှာ video တစ်ခုတက်လာရင်ဟောဒါဆိုရင်ကျွန်တော် download လုပ်ထားတဲ့ဟာတွေ့ရပါဖြစ်ပါတယ်အဲ့တော့ဒါကို YouTube ပေါ်ပဲတင်တာပဲဖြစ် Messenger ကနေတကယ်ချင်းတွေကိုပို့ပေးရပဲဖြစ်ကျွန်တော်တို့တခုလိုထိလိုက်ပါထိပြီးတော့ရင်ဒီ down ကနေလာမယ်လာပြီးတော့ရင်ဒီမှာကျွန်တော်တို့ဒီ share ဆိုတာလေးလာမယ်အဲ့မှာကျွန်တော်တို့အစင်းစင်းဆက်ပြီးတော့လှုပ်ဆောင်တော့လို့ရပါပြီကိုယ့်ရဲ့ Facebook ပေါ်မှာတင်မယ်ဆိုရင်ဒီထဲကိုတွားပါ Messenger မှာတွားမယ်ဆိုရင်ဒီထဲကိုတွားပါ YouTube မှာတင်မယ်ဆိုရင်ဒီထဲကိုတွားပါ TikTok မှာတင်မယ်ဆိုရင်ဒီထဲကိုတွားပါဗောနော်ကျေးဇူးအများကြီးတင်ပါတယ်